ဖုံးရှိသူတိုင်းမရှိမဖြစ်လိုအပ်တဲ့အလွယ်တကူဖုံးပြင်နည်းလေးဖြစ်ပါတယ်ခင်ဗျဖုံးပြက်နေတော့ပတ်စံမရှိလို့မပြင်နိုင်တဲ့သူတွေအတွက်အကောင်းဆုံးဖုံးပြင်နည်းလေးဖြစ်ပါတယ်ခင်ဗျဖုံးအောက်ကိုကြားပြီးအတွင်းမှာကွဲပါကစပီးမကွဲမအပ်အောင်လို့ကျွန်တော်တို့လက်တဲညီရောင်တင်ဈေးကိုတုံလိမ့်လိုက်ပါကဆွဲပြီးမကွဲမအပ်တော့ဘူးလေခင်ဗျနောက်တော့နေတစ်မျိုးကြတော့ကျွန်တော်ဒီမှာဖုံးဘက်ထရီဘယ်လိုပဲတွင်းမွန်တဲ့ဖုံးဘက်ထရီအခုကုန်တဲ့ဖုံးဘက်ထရီကိုအတစ်ဖြအောင်လုပ်နေဖြစ်ပါတယ်ခင်ဗျဒီကောင်ကျတော့ကျွန်တော်ဒီမှာဖုံးခေါ်စမှုကတွားပြီး star ချက်ချစ်ကကိုချက်ချစ်ကကိုနှိပ်လိုက်ပါနှိပ်ပြီးမှဒါမျိုးထွက်လာရင်အောက်ကိုဆွဲချရင်ကျွန်တော် battery restore battery store ကိုတွင်နှိပ်လိုက်ပါနှိပ်ရင် battery အတက်တိုင်းပြန်ဖြစ်လာလိမ့်မယ်တဲ့ခင်ဗျဖုံးရေထဲမြုပ်နေတဲ့ဖုံးတွေကိုရေထုံပြီးပေါ့ခင်ဗျနောက်တော့တစ်ခုကျတော့ဒီကောင်ကျတော့ကျွန်တော်ရေထဲမြုပ်နေတဲ့ဖုံးကိုစံတဲ့ကျွန်တော်တရက်လောက်စိန်လိုက်ရေထုတ်ပေးတယ်ခင်ဗျနောက်တစ်မျိုးကကျတော့ကျွန်တော်တို့ဒီမှာဖုံးပေါ်တော့ speaker ဘယ်လိုမှတံမထွက်တဲ့ speaker တွေကိုဒီမှာပင်းအယူမှကျွန်တော်နှစ်ဖက်လာတိတ်ကိုယူမှအဲ့တိတ်ကိုထုတ်မှကျွန်တော်တို့အဲ့ဒီအပေါက်လေးထဲမှာတန်ရှင်းလုပ်ပေးလိုက်ရင်အတန်ကျဲလာတယ်ခင်ဗျာနောက်တော့တစ်မျိုးဒီကောင်အကျဲဆုံးပဲခင်ဗျာဒီကောင်ကကျတော့ဒီဖုံးကြောင်တော့မနော်ကျွန်တော်ဖုံးမှာကြောင်တဲ့ဟာတွေကိုဒီမှာ star ချက်ချီက3 star ချက်ချီကမှာနေလိုက် touch touch ကိုပေါ်လာလိမ့်မယ်အကောင်နေလိုက်ဒါမျိုးထွက်လာမယ်ဒါမျိုးထွက်လာရင်သူပြောတဲ့အတိုင်းဒါမျိုးပေါ့နော်အရောင်ပေါ့နော်အပြာရောင်ပေါ့နော်ဒီကောင်နေလိုက်အစင်းရောင်ပေါ့နော်အကောင်နေလိုက်ရင်ဒါမျိုးလုပ်လိုက်ရင်ဒီမှာကြည့်ဖုံးကအတစ်တိုင်းပေါ့နော်ဒီဖုံးမှာအတစ်တိုင်းပြန်ဖြစ်လာတယ်ဗျာ